ဘာကြောင့် American လူမျိုးအများပြားကငါးတစ်တာတွေကိုရွေးချယ်ကြတာလဲသူတို့ရဲ့ထုတ်လုပ်ပုံအစဉ်စဉ်ကတင့်ကိုအံ့ဩစေမှာပါငါးတွေကိုဖမ်းဆီးပြီးနောက်မှာတော့ပြုပြင်ထုတ်လုပ်ဖို့အတွက်ဇက်ရုံကိုပို့ဆောင်ပါတယ်အလို့သမားတွေကငါးတွေကိုစားရည်ကန်တွေလည်းထည့်ပြီးမိနစ်30ကြာစီရင်ထားပါတယ်ဒါဟာစားနဲ့ရေဓာတ်ကိုမျှတစေပြီးငါးအသားကိုပုံမူတင်းရင်းစေပါတယ်နောက်တစ်ဆင့်မှာတော့ငါးတွေကိုစပွဲတွေပေါ်တင်ပြီးအချိုပြုပြင်မှုကိုစတင်ပါတယ်အလို့သမားတွေကဓားတွေကိုသုံးပြီးငါးရဲ့မလိုအပ်တဲ့အစိတ်ပိုင်းတွေကိုဖယ်ရှားကြပါတယ်ပြီးတော့ငါးတွေကိုအထူးပြုလုပ်ထားတဲ့တန်ဆင်တွေပေါ်မှာဇောက်ထိုးစီပြီးချိတ်ဆွဲလိုက်ပါတယ်ဒီစင်တွေကိုကွန်ဗီယာပတ်လန်းပေါ်တင်ပြီးရေပန်းတွေနဲ့ဖျန်းကအညစ်အကြေးတွေကိုဆေးကြောတန်ဆင်ပါတယ်အဲဒီနောက်မှာတော့ငါးတွေကိုအပူချိန်130ဒီဂရီဆဲလ်စီယပ်ရှိတဲ့ပေါင်းအိုးတွေမှာ10မိနစ်ခန့်ပေါင်းလိုက်ပါတယ်ငါးတွေကျက်သွားပြီဆိုရင်တော့အပြင်ထုတ်ပြီးအရေးကန်ထားပါတယ်တစ်ဖက်မှာလည်းတန်ဘူးတွေကိုကွန်ဗီယာပတ်လန်းပေါ်မှာစနစ်တကျစီးပြီးထည့်သွင်းမှုပြင်ဆင်ပါတယ်အလုပ်သမားတွေကကက်ကြီးကိုတုံးပြီးငါးအမီးတွေကိုညှက်ထုတ်ကတတ်မှတ်ထားတဲ့အရွယ်အစားနဲ့အလေးချိန်အတိုင်းဘူးတွေကိုထည့်ကြပါတယ်ငါးတစ်တာတွေကိုအရသာ2မျိုးနဲ့အဓိကထုတ်လုပ်ပါတယ်အရသာရှိပြီးစားရလွယ်ကူတဲ့ခရမ်းချင်သည့် sauce နဲ့ငါးရဲ့တဘာဝအရသာကိုကြိုက်တဲ့သူတွေအတွက်တန်လွင်စီတို့ဖြစ်ပါတယ် sauce တွေထည့်ပြီးနောက်မှာတော့ဘူးတွေကိုအထူးပြုလုပ်ထားတဲ့ဆက်တွေနဲ့အလိုအလျောက်ပိတ်လိုက်ပါတယ်တက်တန်း6နှစ်အထိခံအောင်လို့ငါးတစ်တာဘူးတွေကိုအပူချိန်130ဒီဂရီဆဲလ်စီယပ်မှာဖိအားပေးပြီးမိနစ်90ကြာပိုးတက်ပါတယ်ပြီးရင်တော့တစိမ့်ကပ်ပြီးကပ္ပကဝန်းကိုမတင်ပို့ခင်တိုးလောင်ယုံထဲမှာရက်ပေါင်း90ကြာထားရှိပါတယ်။ Omega 3ကျွဲဝါမှုနဲ့ထူးခဲ့တဲ့အာဟာရတန်ဖိုးတွေကြောင့်ငါးတစ်တာဟာအမေရိကန်ပြည်ထောင်စုမှာလူကြိုက်အများဆုံးအစားအစာတွေကတစ်ခုဖြစ်ပါတယ်။